စီရဲ့ပွဲစဉ်တွေပွဲဖြစ်ရှင်ပန်ကစားသွားကြမယ်ဘင်္ဂလားဒေ့ရှ်လေစစ်မြို့သမီးဘလုံးအသင်းနဲ့မြန်မာလေစစ်မြို့သမီးဘလုံးအသင်းတို့ရဲ့ပွဲစဉ်ကတော့ရာဂီချိန်မှာစတင်ပြီးတော့ရှင်ပန်ကစားတော့မှာပဲဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းအနေနဲ့ကတော့ပွဲထွက်ကစားသမား17ယောက်စီးမှာတော့ဂုသမားနေရာမှာတော့ကျွန်တော်们1ရူနာခြားသောကစားသမားတွေအဖြစ်ကတော့ကျွန်တော်们2ရှီယူလီအစင်ကျွန်တော်们3ရှက်ဆွန်နဟာကျွန်တော်们4အဖီဒါအသင်းကောင်းဆောင်ကျွန်တော်们5ကိုဟာဒီကျွန်တော်们6မိုနီကာကျွန်တော်们9ဆပ်နာရာနီကျွန်တော်们8မာရီယာမန်ဒါကျွန်တော်们10တိုဟူရာကျွန်တော်们19ရီတူပေါ်နာနဲ့ကျွန်တော်们20ရှက်ဆွန်နဟာတို့ဘောထွက်ကစားသမားစီးမှာတော့အသုံးပြုလာပဲဖြစ်ပါတယ်ဒီမြန်မာလေးတွေအမျိုးသမီးအသင်းရဲ့ဘောထွက်ကစားသမား17ယောက်စီးမှာတော့ဂုသမားနေရာမှာတော့ကျွန်တော်们22လူမြမြငိမ့်ဘောထွက်လာခဲ့ပြီးတော့အခြားသောကစားသမားတွေဖြစ်ကတော့ကျွန်တော်们2နှင်းပွင့် A ကျွန်တော်们4ဆုံးရဦးကျွန်တော်们5ဖြူဖြူဝင်းကျွန်တော်们6နော်ထရက်ဝီကျွန်တော်们8စန်းတော်တော်ကျွန်တော်们10ခင်မမိုထွန်းအသင်းကောင်းဆောင်ကျွန်တော်们17ယူပါခိုင်ကျွန်တော်们19ရွှေရီထွန်းကျွန်တော်们21ရုံးရီလိုင်းနဲ့ကျွန်တော်们23ခင်မျိုးတန်နာထွန်းတို့ဘောထွက်လာပဲဖြစ်ပါတယ်ဖြူခွေးဝသိကြီးထွန်းဝင်းဝင်းအစရှိတဲ့ကစားသမားတွေကိုတော့ဒီပြကြီးအဆိုအိုကီရန်စင်းမှာပဲသုံးမိလာတာတော့တွေ့ရတယ်ဗျာပွဲမှာအပြစ်တင်လာတဲ့ဝင်ဝင်ကတော့အရန်စင်းမှာပဲရှိနေခဲ့တယ်ဗျအခုလိုရှင်တော့ပွဲစားရဆိုရဲမြန်မာတင်မဲ့ယူရီလာအေရီယာတွေကိုဖျက်ပို့ပေးရတယ်အပိုက်ကန်းလာပြီဆိုဘင်္ဂလားဒေ့ရှ်ပဲရှက်ဆွန်နာဟာအေရီယာဝင်လာပြီချိန်မှာတော့ကွင်းလက်တန်ကပြစ်ထန်မောတတ်မှတ်ထားခဲ့တာဖြစ်ပါတယ်နေငယ်တော့အန်ဒီများတယ်များဒီပွဲလန်ကန်လာပြီပြန်ထွက်လာထက်ကန်တယ်ဂိုးတယ်များဒီချိန်မှာတော့ပြိုင်ဘက်မြန်မာအသင်းရဲ့အေရီယာထိန်နောက်မှာရရှိလာတဲ့အခွင့်အရေးတစ်ရပ်ကိုဘင်္ဂလားဒေ့ရှ်အသင်းအကောင်းဆုံးသုံးချသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပေါ်ပါတယ်ကနေဆိုရင်ရရှိလာတဲ့လွတ်တဲ့ကံဘောကနေလူတိုင်းကိုထိပြီးတော့ပြန်ထွက်လာတဲ့ဘောလုံးကိုရီဂျူဘောနာဒီကရိုင်ပဲဒုတိယအချိန်ကန့်သွင်းပြီးတော့ဘင်္ဂလားဒေ့ရှ်အသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ကိုတော့သူပေးသွားခဲ့တာပဲဖြစ်ပါတယ်ရီဂျူဘောနာရဲ့ပထမအချိန်ကန့်ချက်ကကောင်းဝင်ခဲ့သလိုဒီအချိန်ကန့်ချက်ကပူပူကောင်းဝင်ခဲ့ပြီးတော့တွင်းကိုအဖြစ်ပါပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်ခွင့်ပွဲစဉ်မှာတော့လည်းဘင်္ဂလားဒေ့ရှ်အသင်းအတွက်တွင်းကိုတွင်းပေးနိုင်ခဲ့တဲ့ကျွန်တော်们secondရီဂျူဘောနာဒီချိန်မှာလည်းအသင်းကိုတော့ဥဆောင်ကိုစပြီးတော့တွင်းသွားခဲ့ပြီပဲဖြစ်တယ်များဒီမှာအေးရဖြတ်ချိုးပေးလာပြီးခေါင်းတိုက်ပြီးကဲဟိုမြန်မာအသင်းတော့ကံကောင်းလုံးနဲ့အခြေအနေတရက်လို့ပဲပြောရမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းနောက်ထပ်ဥဆောင်ကိုထပ်ပြီးတော့ရသွားနိုင်တဲ့အကောင်းဆုံးခွင့်ရေးလဲဖြစ်တယ်များတိုက်စစ်ကရှက်စွန်နဲ့အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမဲ့လည်းသူ့ရဲ့အဆုံးသက်ချက်ကဂိုးတိုင်းထိပြီးတော့ထွက်သွားခဲ့လို့မြန်မာအသင်းတော့တတ်တာရခဲ့လို့ပြောရမှာဖြစ်ပါတယ်စံတော်ရှုံးပါပြီးတာလေနော်ထထဝေလွတ်ကျွတ်ပဲမြန်မာကစားမ2ယောက်တော့ခင်ဗျာရပါခင်ဗျာလွတ်ကျွတ်ပဲကန်လာတယ်ဒါပေမဲ့အနေထားတော့ဒီတဲ့မောဖြစ်သတ်မှတ်ထားတဲ့အနေထားတစ်ခုပဲဖြစ်ပါတယ်ဒီသားချင်း35မိနစ်မှာမြန်မာအသင်းပြန်လည်ပြီးတော့ရရှိတဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်ထောင်ချောက်ကိုဖောက်ထွက်လာခဲ့တဲ့ထထဝေနဲ့ရွှေရီထွန်းလေပေးရတယ်ယူရီလိုက်အကြောင်းပြန်ထုတ်ပေးတာနော်ထထဝေရှုမျောပေးတာလေစန်းတော်တော်ရှော့ပြတ်တက်လာခဲ့မြတ်ဒါပေမဲ့ဘုသမားပဲရွှေထထလာခင်မိုးထိုးကိုမမရှိတဲ့ကိုမတဲ့လက်ကန်လိုက်ပြန်ပြီတင်ကောင်းဆောင်ခင်မိုးထိုးဖြစ်ပါတယ်ဘောနဲ့တက်မှတ်ခဲ့ခြင်းမရှိတဲ့အနေအထားလိုပဲဆိုမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းဂုသမားရူနာသူရဲ့ဓာတ်နေကြပုံစံအတိုင်းပဲလွတ်ထွက်လာတဲ့ဘောလုံးတွေကိုဂိုရီအေရီယာအပြင်ဘက်ထိတက်ပြီးတော့ရှင်းထုတ်ထက်တဲ့အနေအထားကိုတင်ကောင်းဆောင်ခင်မမိုထွန်းခွင့်ရယူဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့သူ့အနေနဲ့ကလည်းပြင်းလွှမ်းရင်းကနေယူတီရဲ့ကန်ရတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုးဖြစ်တော့ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘူးခင်ဗျာစင်မုတ်ထားကြီးမြဖြူဝင်းဒီရဲကိုမပေးရတယ်ကောင်းတယ်မကြိုးစားတယ်ဒီပခိုင်လက်ကန်လာတယ်အဲဒီထွက်တော့လိုက်တယ်ဘာတိုင်းထိပြီးတော့ပြန်ထွက်လာတာဖြစ်တဲ့ကြောင့်မလို့ဒီကောင်တက်မဲ့ဖို့တော့တပြေးပြေးနဲ့နီးစပ်နေပြီလို့ပဲဆိုရမှာဖြစ်ပါတယ်ပြင်ဘက်ကနေယူပါကန်ရဲ့ကန်ချက်ကကောင်းတယ်ဗျာဒါပေမဲ့ကန်တရားကတော့မြန်မာအသင်းဘက်မှာရှိနေဖို့အတွက်
နေငယ်ဝေးကွာနေခဲ့တယ်ခင်ဗျာဒီဝင်းမင်းရှေ့ပို့ပြီးသားတယ်ညာဒီကောင်းဦးတွေမြတော့ထထဝေးဂျုံရီလိုင်းတော့ထထဝေးပဲတားပေါ်တော့လှရည်မြဂျုံရီလိုင်းခြေကြည့်နေတယ်ဘယ်သူမှမပေးသေးဘူးတစ်ချက်ပြန်ခောက်ထားတယ်ညာထဲမှာလွတ်နေတယ်ခင်ဗျစမ်းတော်အေရီယာထဲမှာထိစားတယ်လက်ကမ်းပြီရရှိလာတဲ့အခွင့်အရေးကိုအေရီယာထိတ်ဆက်မာနေမယ်သုံးသက်ဖို့အတွက်အကျိုးသားခဲ့တာပဲဖြစ်ပါတယ်ဒီချက်လူစားလို့ရတယ်ဒီချက်လူဆိုတော့ဆေးရပြီနော်အေရီယာလည်းဝင်လာပြီလေနောက်ကျနေတယ်ဗျာဒီအသိလေးမြန်ပဲပြေးဝင်ပြီးတော့ရှုပ်ထားတယ်ဗျဇူရဦးရှုထိုက်ကနေပေးတာတယ်ဒီဝင်းအေရီယာလည်းဝင်ဖို့ကြိုးစားနေတယ်ဒီဝင်းအေရီယာလည်းတော့လဲကျသွားခဲ့တယ်ခင်ဗျာဒါမဲ့ပြန်နေပြည့်တဲ့အဖြစ်သတ်မှတ်ဖို့တော့ကိုယ်တိုင်ကတော့ညှင်းဆန်ထားခဲ့တယ်ခင်ဗျာရီတူပေါ်နာဘယ်ချမ်းပါပဲခင်ဗျာငင်းပွင့်အေကိုဖြစ်သူကြိုးစားနေတယ်ကြော်လာတယ်ခင်ဗျာရီတူပေါ်နာဟိုလေးကိုအနေရများတဲ့အနေထားတစ်ခုပဲခင်ဗျာရီတူပေါ်နာရဲ့ဖြစ်တည်ပေးဖို့မှုကိုကွင်းလျာနေတောက်လျှောက်လိုက်တက်လာခဲ့တဲ့မိုနီကာလိုက်တဲ့ပိတ်သွင်းမှုအတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ကြည့်နေမြန်မြန်မာအသင်းပဲနောက်တန်းမှာပုံမှာရှိနေခဲ့တဲ့ဇူရီယာဦးလူပေးတာမှားသွားပြန်ပြီခင်ဗျာရီတူပေါ်နာဘင်္ဂလားဒေ့ရှ်အသင်းပဲခွင့်ရကိုအသုံးချနိုင်မလားစောင့်ကြည့်ရမယ်ရီတူပေါ်နာရှုံးလာကန်လာပြီ။ပွဲစီရီတူပေါ်နာရဲ့ဒုတိယမြောက်သွင်းကိုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အသင်းကိုဦးဆောင်စေခဲ့ပြန်ပြီဖြစ်တဲ့သွင်းကိုတကိုးပဲဖြစ်ပါတယ်။ဒီမှာနောက်တန်းအမှားအနေနဲ့ဘင်္ဂလားဒေ့ရှ်အသင်းဒုတိယမြောက်ဦးဆောင်ကိုထပ်မံပြီးတော့ရရှိသွားခဲ့ပြန်ပြီဖြစ်တယ်ခင်ဗျာပထမသွင်းကိုသူ့ပေးခဲ့တဲ့ကျော်နံပါတ်7ရီဒူပေါ်နာပဲလက်လက်ပပသူ့ပေးခဲ့ပြန်တာပဲဖြစ်တယ်ခင်ဗျာအဲဒီရရှိသွားတဲ့သွင်းကိုပါတော့မာတင်နောက်တန်းကစားသမားတွေရဲ့မာနေတဲ့ရီဒူပေါ်နာရရှိလာတဲ့အခွင့်အရေးကိုတော့ပိုင်နိုင်ဆုံးအသုံးချသွားခဲ့တာပဲဖြစ်ပါတယ်ဒီချိန်နဲ့နေငယ်ထွက်နေခဲ့တဲ့မာဂူသမားမျိုးမြမြငင်းကိုပါကျော်ပြီးတော့ပေါ်နာအခုလိုပဲလက်လက်ပပအဆုံးသက်သွားခဲ့တာဖြစ်တယ်နော်ဒါကြောင့်မလို့လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက2ဂိုးဂိုးပြီးဆိုတဲ့အနေအထားတစ်ခုနဲ့မာအသင်းကိုတော့ဦးဆောင်နေခဲ့ပြီနော်ဝင်းပြန်ခောက်ထားတယ်ဝင်းမင်းဒီကိုမျောပေးထားတယ်ယူလက်ကံချိုးလာတယ်နောက်တန်းနဲ့ညှိပြီးတော့ပြန်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်လာတဲ့အသင်းပဲနီကာပြန်တွဲထားတယ်ဗျာလာတဲ့အသင်းဆိုကနေပေးထားတယ်အောက်လျှောက်လိုက်ဖို့ကြိုးစားမြန်မာကိုသမားထွက်လာပြန်ပြီဗျာမြန်မာကိုသမားကကြော်ထားတယ်ဗျာလူသားကသမားဆူချန်နာရတော့ဖြတ်ပို့ပေးရတယ်ကိုယ်တွေကိုသွားပြန်ပြီဗျာတို့ယူအနေနဲ့များတဲ့အနေထားတစ်ခုကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်စံတော်ရှင်မျောပေးထားတယ်ညနိုးခင်လူချစ်သူပဲလွတ်ထွက်သွားတယ်ညနိုးခင်ကိုသမားနဲ့တယောက်ချင်းပဲတက်ခောက်ထားတယ်ညနိုးခင်လက်ကမချိုးသားတယ်โอเคကိုသမားကိုဖျက်ချော်ဖို့ကြိုးစားရင်းနဲ့ပဲပြဿနာနဲ့ကြုံတွေ့သွားခဲ့တာပဲဖြစ်ပါတယ်ကိုသမားနဲ့တယောက်ချင်းရင်ဆိုင်တွေ့ရတဲ့အနေအထားတစ်ခုကနေမာတဲ့အသုံးချနိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာစံတော်ရဲ့အကွက်မြင်ပေးပို့မှုကနေလူကျွန်ထောင်ချောက်ကိုပေါက်ထွက်ပြီးတော့ညနိုးခင်ဒီမှာဖြစ်ကြော်ဖို့ကြိုးစားခဲ့တာပဲဖြစ်တယ်ခင်ဗျာအခုပြန်ပြီးတော့ပေးတာခင်ဗျာလင်းလေဦးလက်မရှိနေကြတဲ့ဖြူဖြူဝင်းဒါကြောင့်ထုတ်ပေးတာတွေဝင်းဝင်းခင်ဗျာဝင်းဝင်းဆွဲလာပြီဗျဝင်းဝင်းပဲခင်ဗျာအိမ်ကြလည်းဝင်လာပြီဝင်းဝင်းချက်ခောက်ထားတယ်ဝင်းဝင်းခောက်ထားသေးတယ်ဝင်းဝင်းငါအသိမဲ့ဒီကောင်တော့ခင်မမော်ထိုးအိမ်ထဲမှာလဲချသွားခဲ့တယ်ခင်ဗျာဒါပေမဲ့ကွင်းလိုက်ထားတော့ပွဲကိုဆက်လက်ပြီးတော့ရှင်မြိုင်ကစားစေတယ်ခင်ဗျာပယ်နတီကိုတော့လစ်လျူရှုထားတာပဲဖြစ်ပါတယ်ရှူကန်ပိုးပေးထားတယ်မမအသိမဲ့စန်းတော်လွတ်လွတ်ကျွတ်ကျွတ်ပဲအိမ်ထဲလည်းဝင်လာပြီစန်းတော်ဂိုးသမားနဲ့တယောက်ချင်းပဲချိုးပေးတယ်ဘေဘီဟိုးပြီခင်ဗျာလက်ရှိမှာတော့ပွဲသားချင်း88မိနစ်ရောက်မှဝင်းဝင်းလာပဲကျွန်တော်တို့မြန်မာအသင်းလိုအပ်နေခဲ့တဲ့ချိန်မှာဂိုးတစ်ခုကိုတော့စတင်ပြီးတော့သွင်းလိုက်ပြန်ပြီပဲဖြစ်ပါတယ်လက်ရှိမှာတော့2ဂိုးတကိုးဆိုတဲ့ရလအနေထားတစ်ခုထွက်နေတဲ့
အခြေအနေမှာမြန်မာအသင်းအတွက်လက်ကျန်ပွဲကစားခြင်းကတော့နာကျင်အချိန်ပိုတွေပါတတ်မှတ်မယ်ဆိုလို့ရှိရင်တော့9မိနစ်6မိနစ်ဝန်းကျင်လောက်ပဲလိုအပ်နေတာဖြစ်ပါတယ်ခွင့်ပွဲစဉ်မှာမြန်မာအသင်းအတွက် hat-trick သွင်းပေးထားတဲ့ဝင်းဝင်းဒီနေ့ပွဲစဉ်မှာလေရန်ခုံကနေထလာပြီးတော့မြန်မာအသင်းအတွက်လိုအပ်နေတဲ့သွင်းကိုတစ်ခုကိုတော့စမ်းတော်ရဲ့ပေးပို့မှုကိုအကောင်းဆုံးပိတ်သွင်းပြီးတော့ရောက်ယူပေးခဲ့ပြီပဲဖြစ်ပါတယ်လက်ကျန်ပွဲကစားခြင်းတွေမှာကွင်းထဲမှာရှိနေတဲ့မျိုးသမီးအသင်းရဲ့ကစားသမားတွေနဲ့အတူကျွန်တော်တို့ရဲ့ပြည်သက်တွေရဲ့အားပေးမှုကပါတော်တော်လေးကိုအရေးပါတဲ့အနေအထားတစ်ခုကိုရောက်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်မာတင်မဲပေါင်းလာတယ်မြထက်လူကတော့ကြိုးစားနေတယ်မြထက်လူတွေလက်ကျသွားခဲ့ပြန်ပြီခင်ဗျာဒီမှာလဲကွင်းလေတိုင်ကဒီကဘောတော်တတ်မှတ်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာဘင်္ဂလားဒေ့ရှ်အသင်းရဲ့ပရိဧရိယာထိတ်အဆက်မှာလူရိုက်ကိုကြိုးစားရင်းနဲ့မြထက်လူကိုဟာဒီနဲ့ထိမိပြီးတော့လဲကျသွားခဲ့တာပဲဖြစ်တယ်ခင်ဗျာဒီမှာလဲဂျော်ဒန်ကွင်းလေတိုင်ကပြက်ပြက်တကိုညင်းပယ်ထားခဲ့တာပဲဖြစ်တယ်ခင်ဗျာမာရီယာဇင်ယာဦးစုကနေပေးထားတယ်ဘင်္ဂလားဒေ့ရှ်ပဲခေါင်းဦးတွေမြမာတင်မဲအကစားဝန်သားရှင်ပြည်သက်များခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲဘင်္ဂလားဒေ့ရှ်အသင်းနဲ့မြန်မာအသင်းတို့ရဲ့ပွဲကစားခြင်းကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးတဲ့အချိန်မှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက2-2ဆိုတဲ့ရလဒ်နဲ့မြန်မာအသင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းအစီအကံ